တကယ်သူတော်ကောင်းအစစ်ဟာကိုထိမ့်သိမ်းဆော့ဆော့တယ်မှန်တဲ့စကားကိုသာဆိုးတယ်ရှင်တွေကစိတ်ရုပ်စိတ်ပုတ်တွေမရှိဘူးအယောင်တွေမဆိုးလောဘဆိုတာအယောင်ဆိုးလိုက်တာပဲဒေါသဆိုတာလည်းအယောင်ဆိုးလိုက်တာပဲမောဟဆိုတာလည်းညစ်ထေးတဲ့အယောင်ဆိုးတာမာနဆိုတာလည်းအယောင်ဆိုးလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအဝတ်ဟာညစ်ပေသွားတာပဲမှန်နော်ဖြူစင်တဲ့အနေထားတစ်ခုကနေအယောင်ဆွဲသွားပြီဆိုရင်ညစ်နှမ်းသွားတဲ့သဘောကိုတို့ဆိုလို့အဲ့ဒီလိုအယောင်ဆိုးထားတဲ့သူတော်ကောင်းတရားတွေကင်းမဲ့ပြီးတော့အယောင်ဆိုးတတ်တဲ့ကိလေသာတွေယင်ထဲမှာရှိတဲ့ပုဂ္ဂိုလ်ဟာသူတော်စင်သူတော်မြတ်တွေဝတ်တဲ့တကယ်ကိုရှင်တဲ့နှလုံးထဲမှာဖြူစင်တန်ရှင်းတဲ့ပုဂ္ဂိုလ်မြတ်တွေဝတ်တဲ့အဝတ်မျိုးကိုမိုးထိုက်ဘူးလို့ရသော်ဗျာဒါဟောတာနော်ဘယ်လိုပုဂ္ဂိုလ်မှမိုးထိုက်တယ်လဲယောစာဝန္တကတဝတ္တတိလေတုသုတမဟိတောဝန္တကတဝါဆိုတာအယောင်ဆိုးတတ်တဲ့ဖြူစင်နေတဲ့စိတ်ကိုညှဉ်းနှွမ်းသွားအောင်အယောင်ဆိုးတတ်တဲ့ကိလေသာတရားတွေကိုထွေးထုတ်ပြီးပြီဝန္တဆိုတာစွန့်လွတ်ပြီးတာကိုဆိုလို့ထွေးအံပြီးပြီရှင်တဲ့နှလုံးထဲမှာမရှိဘူးရှင်တဲ့နှလုံးထဲကနေထုတ်ပစ်ထားတဲ့ပုဂ္ဂိုလ်မျိုးတိလေတုသုတမဟိတောကိုခြင်းတရားပေါ်မှာအခိုင်အမာကောင်းစွာတည်ရှိတဲ့ပုဂ္ဂိုလ်ဥပေတောဓမ္မသစ္စေနအိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းအိန္ဒြေထိမ့်သိမ်းဆောက်ရှောက်ခြင်းဆိုတာဟာမျက်စိနာနာလျာကာယမနမှာဝင်လာတဲ့အာယုန်တွေပေါ်မှာစိတ်ထက်ပျက်စီးသွားတဲ့လောဘတွေဒေါသတွေမောဟတွေမဖြစ်အောင်ထိမ့်နိုင်တဲ့ပုဂ္ဂိုလ်ဆိုလိုတယ်ပေါ့မှန်သောစကားကိုဆိုရတဲ့အရည်ချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးသားလဲသူတော်စင်သူတော်မြတ်တို့ရဲ့အဝတ်ဝတ်ထိုက်တယ်လို့ရသော်ဗျာဒါဓမ္မရတ္တဖော်ဆောင်ပြီးတော့သူတော်ကောင်းအဝတ်ကိုဝတ်ထိုက်တဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းတွေကိုထုတ်ဖော်ပြတာပဲဖြစ်တယ်